အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မော်ဒယ်မြင့်ဝေဘိန်းအလှလေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ် New Power အမျိုးအစားလေးဖြစ်ပါတယ်အော်ကီလို12000ကျော်လေးပဲရှိပါသေးတယ်ဘိန်းလေးကတော့အသစ်တိုင်းလေးကိုတန့်ပါသေးတယ် New Power ဝေလေးဖြစ်ပါတယ်မော်ဒယ်က2024တိတ်နဲ့ထွက်ပါတယ်ဗျအော်စီအော်ဂါဘာပတ်လေဖြစ်ပါမယ်နောက်ဆေးတစ်စက်မှမပါပါဘူးရှေ့တာယာအော်တာယာလေးပဲရှိပါသေးတယ်60ရာခိုင်နှုန်းလောက်ကျန်ပါတယ်အင်ဂျင်အဖွင့်လက်လုံးဝမရှိသေးပါဘူး CEO စိတ်လုံးဝမရှိပါဘူးအင်ဂျင်ပါကင်တန်လေးတိုင်းကျန်ပါသေးတယ်နော်အောက်ခန်းလေးတွေအစားလှပါသေးတယ်နောက်တာယာလဲအော်တာယာကိုမှ60ရာခိုင်နှုန်းလောက်ကျန်ပါမယ်ဂွေတွေစမုတ်တွေလဲတော်တော်လေးကိုလှပါသေးတယ်မန်းလိုင်စင်84ရပလက်နဲ့လာပါမယ်တက်တန်းက2026 3လပိုင်းထိကျန်ပါဦးမယ်လုံးဝအော်ပတ်လေဘိန်းရှယ်လေးပဲဖြစ်ပါတယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့320နဲ့8000ဖြစ်ပါတယ်53ဘီလန်133 134ကျမန္တလေးစမှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်